မာကိုသားပြုအသင်း YG နဲ့တူပဲအင်ဒိုနီးရှားကိုသားပြုအော်ထိုင်ကိုတင်းတို့ရဲ့ Best of 3 Series Game 1စတင်လာပြီဖြစ်ပါတယ် Welcome to the land or dawn တကယ်ပဲကျွန်တော်တို့ Best of 3 Series ရဲ့ Game number 1မှာတော့တကယ်ပဲ flexible draft တွေပြန်လည် overcome လုပ်ရမယ့် draft တွေနဲ့ပဲတစ်သိန်းစလုံးကပြန်ပြီးတော့ထုတ်လာခဲ့တယ်ဆိုတော့အနေထားလေးကိုတော့ကျွန်တော်တို့ဆက်တွေ့ရတယ်ပေါ့နော် Yazuki ရဲ့ Liamo ကိုတစ်ဖက်ကကျွန်တော်တို့ရဲ့ Blink Badan ဘယ်လောက်ထိပြန်ပြီးတော့ spell casting တွေဖြတ်နိုင်မလဲ Fantasy သွားခဲ့တဲ့ခက်တဲ့မျိုးတွေမှာ Career Block တွေနည်းနည်းလေးပြန်ပြီးတော့ survive ဖြစ်နိုင်မလဲဆိုတဲ့အချက်တွေကလည်း League Minute ပိုင်းခြားတွေ Trinity Timing ပြီးသွားတဲ့ 7 minute win ချိန်တွေမှာကျွန်တော်တို့တကယ်လှပတဲ့မြိုင်ဆိုင်တဲ့ battle တွေတွေ့ရမယ်ဆိုတဲ့အနေထားမျိုးတွေပေါ့နော်အများကြီးရှိနေတာဖြစ်ပါတယ်ဆိုတော့ Alec နဲ့ Hijumi အဓိက early game match ပိုင်းတွေမှာ Zushin ရဲ့ Lena Flare range တက်ပို့ပြီးတော့ Boy Black Crystal ရဲ့ပုံများနေခဲ့တယ်ဆိုတဲ့အချက်တစ်ခုကြောင့်တော့ Otago အနေနဲ့ early မှာနည်းနည်းလေးတော့ match up အရဥဆောင်ထားတဲ့အခြေအနေဗျာ ဟုတ်တယ်เนาะကျွန်တော်မင်းမလည်းတောက်လျှောက်ပြန်ပြီးတော့ပုတ်ထားတဲ့ movement လေးလည်းတွေ့ရသေးတယ်ဗျာဟန်ကတော့သူ့ရဲ့ jacket pattern မှန်မှန်လေးပဲသွားရတယ်အဓိကအဲ့လိုကိုယ် jacket ထဲမှာရှိတဲ့ crit တွေကိုတစ်ဖက်က Otago တင်းရဲ့ကစားသမားတွေလာမစားနိုင်ဘူးလို့ပြောတယ်ဗျာဒီနာအနေနဲ့တော့ crit စားတဲ့ပိုင်းတွေမှာအရင်ခက်ခဲပါဆိုတဲ့အခြေအနေမျိုးတော့မတွေ့ရသေးဘူး Hijumi ကလည်း Flicker နဲ့ထွက်လာတဲ့အနေထားဆိုတော့နည်းနည်းတော့ကြီးဆိုင်မယ်ဗျာ Emblem ဘိုင်းမှာတော့နည်းနည်း hybrid ပေါ့နော်အဓိကကျွန်တော်တို့ feminist ဘာညာပါလာတယ် fighter emblem ဘာညာအနေထားမျိုးဆိုတော့နည်းနည်းလေးဒီတစ်ဖက်က RF ရဲ့ cloud တွေပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့သူနဲ့ဝါလည်းအရင်ကြီးတော့အိမ်ပြန်စရာသိမလို့တဲ့အနေထားမျိုးလေးတော့ရှိတယ် stack လေးပါလေးနဲ့ minion တဝေးတော့ရှင်းနေချိန်မှာသူရဲ့ regeneration ပြန်ရမယ်ပေါ့နော်ပြီးတော့ဒီနောက်ပိုင်း career ပြည့်မဲ့ဒီ master assassin လေးတွေ swift လေးတွေကိုလည်းသူပြန်ပြီးတော့ feminist နဲ့ပြန်ကားတယ်ဗျအဲ့တော့ကျွန်တော်အဆင်ပြေတယ်နောက်မှလည်းခါရောက်လာပြီ patrify နဲ့ blink တွေအော်မှာ down shot ဆိုလို့ dance လေးထပ်ကားလာရတယ်ပဲ first blood ကိုတော့ Nino စပြီးတော့ပေးထားလိုက်ရပါပြီတော့ပေါက်တယ်နော်နောက်မှလည်း Yazuki fantasy လေးပါလေးခေါ်ရတယ်ဒါမှလည်း Badan ဖြစ်နေဆိုလက်ရှိနေခဲ့တဲ့ damage အောက်မှာတစ်ဖက်က Sora နဲ့ Torrent Fall လေးပြန်ပြီးတော့ပြောင်း character AOG လေးပဲ alert ထပ်ထိန်နေခဲ့တဲ့ wave ဒီအောက်မှာတစ်ခါတည်းပဲဟန်ပြန်ပြီးတော့ down ခဲ့တဲ့ character မှာတော့ Alter Ego Alligator match မှာတော့ဆက်လက်ပြီးတော့ Now get 1.7k goal lead နဲ့အတူပဲဒီ data ကိုပါဆက်လက်ပြီးတော့သိမ့်ပိုက်သွားဖို့ရရှိနေခဲ့ပါပြီအဲ့တော့ဒီတစ်ခေါက်မှာလည်းတကယ်မှပြန်ပြီးတော့ပြီးလိုက်အနေထားပြနောက်မှချန်နေခဲ့တဲ့ Hijumi ဒီကောင်ပြန်ပြီးတော့ခြာထားသေးရဲ့ Lina တောက်လျှောက်ပဲ flare လေးပြန်ပြီးတော့သုံးတာလေးကတော့တော်လေးတော့ကောင်းတယ်ဗျာတကယ်ကိုပြန်ပြီးတော့ပြီးခဲ့ရတဲ့အနေထားမျိုးတော့ဖြစ်နေတယ်ဒါပေမဲ့ Hero Kill လေးပါလေးပြန်ရရဆိုတော့စိုးတော့မစိုးဘူးဗျာအလက်ကလည်းဒီချိန်မှာတော့ Rebel လေးပါလေးသွားပြီးတော့စားပြီးရတဲ့အနေထားနောက်မှရှိနေခဲ့တဲ့ရှင်ဒီခြုံလေးကိုတော့ဝင်တိုးပေးဖို့တော့ရှိနေဦးမယ်ဗျာဒီနောက်မှာထပ်ပြီးတော့ရောက်လာသေးတဲ့နောက်မှာတော့ Yazuki နေမြန်လေးပဲဒီ Rebel ကိုပါ Fantasy တွေပါခေါ်ထားနေနေပဲပြန်လည်ပြီးတော့ရယူသွားရလို့ပဲပြောမယ်ဗျာကဲဒီမှာလည်းကျွန်တော်တို့ပြန်လည်ပြီးတော့ရောက်ရှိလာခဲ့တဲ့ character တစ်ခုမှာတော့ Otago အနေနဲ့မျက်စိတမိတ်အတွင်းမှာပဲနည်းနည်းလေးပြန်ပြီးတော့ Now gap ကိုဥဆောင်သွားနိုင်ခဲ့တယ်ဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့ပြန်တွေ့ရတယ်ဒါပေမဲ့ League Minute ပိုင်းခြားတွေမှာပြန်ပြီးတော့အဆင်ပြေလာမဲ့ကျွန်တော်တို့ရဲ့ Stitch ဒီ career တော့ Trinity Timing ပြီးမှာတော့ Maleficent ဘာညာအထိတော့နည်းနည်းလေးပြန်ဆောက်ရမယ်ဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ Terrace Found တွေပေါင်းတဲ့အပိုင်း Found တွေပြောင်းတဲ့အပိုင်းလေးတွေရှိတယ်နောက်ပိုင်းမှာ Strong Band နဲ့ Backline Control သွားတဲ့အခိုက်အတန့်ပိုင်းတွေမှာတော့ Zushin နဲ့ရိုက်နေစရာသိမရှိသေးဘူးထပ်ပေးရတဲ့ Two Man လေးပဲတော့လည်း AOG တောက်ရှော့ပေးခဲ့တဲ့ damage တွေအောက်မှာချက်နေခဲ့တဲ့ခန္ဓာကောင်တစ်ဖက်ကလည်း Terrace Found တွေ Strong Band လေးထပ်ပေးရတဲ့ပဲ Alec Blink ကိုတော့ထပ်ပြီးတော့သိမ့်ပိတ်သွားခဲ့ပါပြီဒီကောက်မှာလည်း Hero K ပြန်ရဖို့ကြိုးစားခဲ့ရင်လည်း Otago တင်းနေနေတော့ပြန်လည်ပြီးတော့ပဲရှင်းထုတ်သွားနိုင်တဲ့အနေထားမျိုးပြကျွန်တော် YG နဲ့နည်းနည်းလေးပြန်ပြီးတော့ထိန်းသိမ်းရမယ့်အပိုင်းကြောင်းမှာတော့ရှိတယ်ဒါပေမဲ့ရင်အနေနဲ့ကတော့ online first tower တစ်လုံးတော့ပြန်လည်ပြီးတော့ခွဲဖို့တော့ကြိုးစားနေရဗျာအဲ့တော့ second fight မတိုင်ခင်မှာကျွန်တော်တို့ဒီလက်ပို့ပြီးတော့ network တွေကေးတွေမပေးရဖို့အတွက်ကြိုးစားဖို့တော့လိုအပ်နေသေးတယ်ဗျာဆိုတော့ Otago တင်းဟာဒီနေ့ပွဲစဉ်မှာလည်းအကောင်ကြီးအင်ငင်းထဲမှာပြင်ဆင်လာမျိုးတွေ့ရတဲ့အောက်မှာလည်းပိုင်ဝဲနေတာတခုမှနီနိုနဲ့တူပဲရှင်သွားပြီးတော့တွေ့နေခဲ့မယ်လေတန်တာဖောင်နီကြားထဲမှာတော့ရင်းနေနဲ့ခဏလေးပြန်ပြီးတော့ forward ထားတဲ့အခြေအနေဗျအပေါ်လည်း first tower ကိုပေးရတော့မလားဆိုတော့အခြေအနေကိုတော့ရောက်နေရဗျကဲဒီမှာတော့ကျွန်တော်တို့အရင်ကသိမလှပါသေးတဲ့ serious အခြေအနေမျိုးနောက်မှလည်းဟန်တော့ shot ဆိုလို့ fantasy နဲ့ Yazuki လည်း try နေကြတယ် tower bandage တွေအောက်မှာလည်း hell က Yazuki ထပ်ပြီးတော့သိမ့်ပိတ်သွားပြီဗျာ killing spree fat တခုကြောင့်တော့ဒါနည်းနည်းသွေးနေသွားတဲ့ခိုက်တဲ့တခုပါတော့သူနောက်ပိုင်း movement speed တွေရော regeneration ဘန်းတွေရော 30% လောက်ထိပြီးတော့ပြန်ရခဲ့တဲ့ခိုက်တဲ့ဆိုတော့ Liamo ရဲ့ပုံမှန် fantasy ရဲ့ဒီ mobility နဲ့ပေါင်းတဲ့အချိန်မှာတော့ဘလုံးမတော့လွတ်မြောက်နိုင်စွမ်းမရှိတော့ဘူးဆိုတဲ့အနေအထားမျိုးတော့ထိကိုသွားကြတယ်ပေါ့နော်ဂျန်နီကလည်း Orange Buff ကိုပါ Otago Esports ဆက်လက်ပြီးတော့သိမ့်ပိတ်သွားဖို့တော့ကြိုးစားနေတဲ့အပိုင်းလေးတော့ရှိတယ်ရန်ကုန် Galacticos ရဲ့ turning point လေးတွေဟာ Stitch ရဲ့ Career ကိုပဲဒါ game number 1မှာတော့အများကြီးမူတည်သွားခဲ့ပါပြီဟုတ်ပါတယ်เนาะ early game intro ပိုင်းချားတွေကတော့တော်တော်လေးတော့ကျွန်တော်တို့ဒါပြန်လဲပြီးတော့နေပါလာတယ်ဗျ number 3k လောက်ထိသွားပြီးတော့နေနေတဲ့အခြေအနေမျိုးတော့တွေ့ရတယ်ဆိုတော့လက်ရှိချိန်မှာ alert အနေနဲ့လည်းဒီ buff ကိုထပ်ပြီးတော့ Yazuki နဲ့တူတိုက်ဖို့တော့ကြိုးစားနေရဗျ Lina ပြင်ပြီးတော့ကာပေးထားခဲ့ပြီလေဒီပြန်တဲ့ထဲမှာလည်းတော်တော်တော့ final blow ပေးထားတဲ့ Torrent Found နောက်မှာတောက်ရှော့ AOG ထပ်ပြီးတော့လိုက်လာသေးတဲ့နောက်မှာဟန်ပြန်ပြီးတော့ forward လုပ်နေရတယ်ဗျတော်တော်တော့ဟန်ရောက်ယူထားတဲ့နောက်မှာ cloud damage တွေပြန်သုံးထားတဲ့နောက်မှာဟန်ပြန် down သွားနေနေပဲ Hero K နဲ့တူပဲပြန်လဲတာတစ်ဖက်မှာလည်း Yazuki ပြန်လဲ forward လှုပ်ထားတဲ့နောက်မှာတော့တောက်လျှောက်ပဲ
Curry လိုက်ပြတဲ့ damage တွေကြားမှာ stay နေတော့ Yazuki ကိုတော့ပြန်ပြီးတော့အဆုံးသတ်ထားသေးရဗျာ 141 ထိကိုထပ်ပြီးတော့သိမ့်မဲ့ထားနိုင်ခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ Yangon Gladicos သူတို့ရဲ့ turning point လေးတော့ပြန်လည်ပြီးတော့ရအောင်ထားနိုင်ခဲ့တဲ့အခြေအနေမျိုးတွေတော့ပြောမှာဗျာ Blade နဲ့ 3v1 ကြံရှိနေခဲ့တဲ့အခြေအနေပိုင်းမှာလည်းလွတ်ဖို့တော့ခက်ခဲသွားခဲ့ပြီ down shot ပဲ Alpha Cloud ပြခွဲနေခဲ့တဲ့ damage တွေအမှ Blade လွတ်မြောက်ဖို့တော့လိုတယ်ဒါမှလည်းပဲ down shot ဆိုသလို Purifier တွေမှာ on target ရဲ့ Blink လွတ်မြောက်လာခဲ့တဲ့နောက်မှာတော့ Yangon Gladicos ရဲ့မျောလင်းချက်ကလေးဆက်လက်ပြီးတော့ဒီ game number 1အတွက်ရှိနေစေလည်းဖြစ်ပါတယ် Otago နေနေကတော့သူတို့ရဲ့နောက်ထပ်သော goal ဒီ goal ကွာဟာချက်ကိုပို့ပြီးတော့မြင့်တင်ထားဖို့တော့ကြိုးစားနေခဲ့တယ်ပေါ့လေ ဟုတ်တယ်เนาะကျွန်တော်ဒီအချိန်မှာတော့ Mayor First Star Level လေးပြန်ပြီးတော့ပေးရသေးတယ်ဗျာဒီချက်ကြောင့်မလို့ဗတဲ့ဆိုင်တဲ့နေရာမှာ advantage ကအနေငယ်လေးနဲပါနေရလို့ပြောရလိမ့်မယ် Alpha 101ဆိုတဲ့နေရာတစ်ခုပါ Stick ကလည်း101ပဲဗျာဒီမိုဟန်နာ Golden Star ဒီမိုဟန်နာ Corruption Site 2ချောင်းတော့ပြီးလိုက် Stick ကတော့နောက်ပိုင်းဆိုင်ရာရအနေငယ်နေနေမယ် item 2ချောင်းလောက်ထိတော့ပြန်ပြီးတော့ထွက်ထားတဲ့အခြေအနေမျိုးတော့ရှိတယ်ဆိုတော့နောက်ပိုင်း minute တွေမှာ Stick ရဲ့ damage output တွေတော့အများကြီးတော့ကျွန်တော်မျှော်လင့်ရမယ်ဗျာကဲ stage ရဲ့နောက်ပိုင်း20 time လေးရတော့ကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်ရမယ့်အနေအထားမျိုးပေါ့နော် Now ရတော့တစ်ဖက်ကကလောက်က900လောက်ထိတော့စပြီးတော့တာနေသေးရဆိုပေမဲ့ तू ကနည်းနည်း Sweet Crop Voice လေးပြီးသွားတဲ့အချိန်မှာ Golden Step ကိုတန်းသွားတဲ့အနေအထားဗျာနော်နောက်ပိုင်းမှာတော့ Croatia side ဘာညာပြီးသွားရဆိုလို့ချင်း20 time နေရ Cloud ရဲ့ဒီ Blazing Judo ခွဲတဲ့ damage တွေကပို့ပြီးတော့အားကောင်းသွားမယ့်အနေအထားမျိုးလေးတော့ပြောရမယ် Mayor First Star လည်းမရှိတော့ဘူးဆိုတဲ့အချက်တစ်ခုက Lina ဒီ Zushin နောက်ပိုင်းပြန်ပြီးတော့ဒီ Battle Control လုပ်ဖို့အတွက်အတော်လေးပြန်ပြီးတော့ခက်ခဲလာတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ်ဗျာ Objective Fight တွေအထူးသဖြင့်ဒီ First Lot ဆိုင်မှုအတွက် Tower Advantage မှာ 1G အတော်လေးအားနည်းသွားတဲ့အခြေအနေပါဒါတော့ Blink ရဲ့ pick off တွေရင်းရဲ့ဒီ Benedetta Final Blue Battery Fire နေပဲပြန်ပြီးတော့ sacrifice ရမယ့်အနေအထားဖြစ်သွားပြီကိုကြီးဟုတ်တယ်အပေါ်လိုင်းရဲ့ first tower တစ်လုံးလည်းနော်ရယူခြင်းအနေအထားမျိုးတော့တွေးရရမယ်လေ YG ဘက်ကတောက်လျှောက်ပြန်ပြီးတော့ကာရတဲ့အခြေအနေမျိုးတော့တွေးရတယ်ဗျာ tower တွေကလွယ်ကူနဲ့အရင်ပေးလို့တော့မကြဘူးဗျာနော်ကလောက်လဲပါနေတဲ့အနေအထားဒီမှာလဲ Blink အနေနဲ့ concede ထပ်ပြီးသုံးထားသေးရတော့မှ Hejumi flicker လေးပါလေးပြန်ပြီးတော့ရလိုက်သေးတယ်ဗျာ လောပေါ်လာမဲ့ timing တစ်ခုမှာ flicker ရခဲ့ဆိုတဲ့ချက်တစ်ခုကတော့အတော်လေးပဲကောင်းတယ်လို့တော့ပြောရမယ်လောကတော့စပြီးတော့ပေါ်လာပြီဒါပေမဲ့ online ရဲ့ lane control တော့တောက်လျှောက် Nino ပြန်ပြီးတော့လှုပ်ထားသေးရဗျာLane control ဘိုင်းမှာလည်းတစ်ဖက်က Sora နဲ့ Nino တောက်လျှောက်လေးပဲပြန်ပြီးတော့ကြည့်နေခဲ့တဲ့အခြေအနေမျိုးပေါ့နော်နည်းနည်းလေးကျွန်တော်တို့ opposite lane မှာ backdoor ဘာညာပြန်သွားဖို့ကနဦးခြေလန်းအနေနဲ့ second tower လေးပါလေးသွားယူနေတယ်ဆိုရင်တော့အရန်ကြီးတော့အဆင်ပြေနေရအနေထားမျိုးမှာတော့ကျွန်တော်တို့သိမရှိသေးဘူးဗျာ Lane flare လေးဆက်ပြီးတော့ကန်မြောက်တောက်လျှောက်ဆိုလိုပဲ stage ပြခွဲနေခဲ့ live we damage to Alec အရင်ကမခံသားနိုင်သေးဘူးဒါမှလည်းပဲ front line pan တွေမှာ damage take ရအောင် revitalize တယ်သူ့မှာထပ်ပြီးတော့ရှိနေသေးပဲဆိုတော့အရန်တော့မလွယ်ဘူးဗျာအဓိက mid first ပါသွားခဲ့တဲ့ chat ကမှသိတော့မလွယ်ဘူး Evian Real AOG Lina only ပဲ Chris ကိုပြန်ပေးရတယ်ဆိုတဲ့ character မှာ Torres ပေါင်းလေးထပ်ပြီးတော့ backline ကိုပြောင်း fantasy down shot ဆိုလိုပဲ Otai ကိုပြန်ပေးရဲ့ damage တွေ German final blow party fan နဲ့ blink ထပ်ပြီးတော့ခုံခဲ့ damage တွေအောက်မှာ Alpha တေလူမျောပါပြန်ဖြစ်ခဲ့ရဆိုရင်ပြန်ပြီးတော့လွတ်မြောက်နေသေးပဲဗျာဩဟမ်အตาရလေးပဲခြေနေတော့ကြည့်နေသေးတယ်အားလည်း position နည်းနည်းတော့များနေပြီဗျာနောက်မှကြံနေခဲ့ဟမ် Valentine's တွေပေးအောင်ပါလားပေးတော့မပေးသေးဘူးဗျာအဓိက AOG မရှိတော့အနေထားတစ်ခုမှာအာလက်ကလည်းနည်းနည်းလေးသွားပြီးတော့မာနေသေးတယ်ဗျာတစ်ဖက်မှာလည်း Nino တို့ဘာလို့ပြန်ရှိနေတဲ့အနေထားဆိုတော့ဒီလောက်နဲ့ပဲပြန်ပတ်ရမယ်အဓိကသွေးပါပြီးပြန်ပြည့်ပြီးတော့မှနောက်ထပ်တော့ low budget တစ်ခုတော့ပြန်ပြီးတော့ပြင်ဆင်ရမှာဗျာ Objective Fight တွေပုံမှန်တောက်လျှောက်ဆိုသလိုပဲเนาะ Otago ကဒါရှေ့မှာကျွန်တော်တို့ပြောခဲ့သလိုပဲခါလီယာစာကတော့ကချောင်းရွေးလာပြီးတော့ပုံမှန် typical သွားရတဲ့ battlefield ကိုပဲပြန်ပြီးတော့ဦးစားပေးလာခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ် stage တောက်လျှောက်ပဲ20 time နေပြီးမှတော့ပြခွဲနေခဲ့တဲ့အပိုင်းလေးတော့ရှိလာတယ်ဒါမှလည်းပဲတစ်ဖက်ကအာမများတဲ့ hero ဖြစ်နေခဲ့တဲ့အနေအထားဆိုတော့သူရဲဝင်လို့တော့မရသေးဘူး Blade တောက်လျှောက် face squad in the backline boundary fire Hejumi damage down in the backline fantasy damage အမ killing speed နဲ့ Blade ကောင် damage down လိုက်ပြ AOG ဒီအောက်မှာရင်းတစ်ကောင်ပါတန်းတောင်းခဲ့တဲ့ damage အမ stage ကိုလာပြီးတော့ try ခဲ့ပဲ Yazuki ပြန်ပြီးတော့ပြေး Blade နေအမတောက်လျှောက်ဆိုလို့ Nino လွတ်မြောက်နေသေးတဲ့ character တခုမှာတောက်လျှောက် fantasy နဲ့ backline ပိတ်ခဲ့တဲ့ character မှာ Lina တကောင်မှာပြန်ပေးရဖို့တော့များနေခဲ့ပြီ auto rage ကိုရောက်ရှိသွားတဲ့နောက်မှာ Alec ပြန်ပြီးတော့ forward ထားခဲ့ရပါပြီ 142 train နေတာတခုမှာဒီလောက်တော့ Otai ကိုတင်းတောက်လျှောက်ဆိုလို့ပဲရိုက်ခွဲနေရတဲ့ထားတော့တွေ့နေရတယ်ဗျာဒီလောက်သွားလို့ဖို့တော့ဘယ်လိုမှတော့မဖြစ်နိုင်တော့ဘူးဂျင်းနဲ့ Blade နဲ့ပေါင်းပြီးတော့ Hejumi ကိုအဆုံးသတ်ခဲ့တဲ့အခိုက်အတန့်ဟာအတော်လေးကောင်းမွန်ခဲ့မယ်လေအလဲရဲ့ backup တွေကလည်းတော်တော်လေးကိုမြန်ဆန်နေရဆိုတော့အခြေအနေတစ်ခုမှတော့ရှိတယ်ဗျာဒီလောက် defensive လုပ်ဖို့အတွက်ကိုတော့ YG ပြန်လည်ပြီးတော့ကြည့်ရအောင်မယ်လောလောဆယ်ကတော့ကျွန်တော် timing လေးကောင်းပေမဲ့လည်းတစ်ဖက်က backup တွေကလည်း right time ဖြစ်နေရယ် purify timing Alpha ပြန်ပြီးတော့ဝင်လာမဲ့အခြေအနေတစ်ခုမှာတော့ network cap တွေ 4K လောက်တော့သွားပြီးတော့ရှိနေခဲ့ပြီဗျာReal War ပြန်ထွက်မလာသေးခင်မှာ Eve ကိုကောင်းကောင်းကြီးကျွန်တော်တို့ပြန်ပြီးတော့အဆုံးသတ်ပေးခဲ့ရဆိုပေမဲ့ဒါဟာ better တစ်ခုကိုနိုင်မှုတဲ့လုံလောက်တဲ့အရာမျိုးတော့တိတ်မဟုတ်ခဲ့ဘူးပေါ့နော် Blink ရဲ့ backline control တွေအားကောင်းတယ် Hejumi တမ်းပြီးတော့ down သွားခဲ့ရဆိုတဲ့အနေအထားမျိုးတွေတော့တွေ့ရတယ်ဒါမှလည်းပဲကျွန်တော်တို့က Spectre နဲ့ပိုင်းနေမှာ Final Blue ရော Fist Crack တွေရောပေးလိုက်ရတယ်ဆိုတဲ့အချက်တစ်ခုကတော့ Eve တကောင်နဲ့ပြတ်ဖို့အတွက်အများကြီးသုံးလိုက်ရတယ်လို့တော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ပိုင်း Battlefield တွေမှာတစ်ဖက်က Otago ရဲ့မြင့်တက်မှုကပို့ပြီးတော့ကြီးမားသွားတယ်ဗျနောက်ကမှ 5K နောက်မှလည်း AOG သွားပြီးတော့ mid stage မှာ Blink တော့ damage တွေကြားတယ်မှာတောက်လျှောက်ဆိုသလိုပြန်ခွဲနေကြတဲ့ Alpha အောက်မှာတော့141လေးပဲ Alpha ပြန်ပြီးတော့ down သွားခဲ့ပါသေးတယ်ဒီမှာလဲ142 train တော့ပြန်ဖြစ်သွားတယ်ဗျာဟန်နကောင်မှာတက်ပြီးတော့ကြာသွားနေရင်းနဲ့ပဲမေရဲ့ mega passage ရှိကိုတော့တေချာပေါက်
ခွင့်ပြုရမယ့်အခြေအနေမျိုးတော့ရောက်သွားတယ် still မရှိတော့အခြေအနေတစ်ခုမှာကျွန်တော်တို့ဒီ mid ကိုကာဖို့တော့ပို့ပြီးတော့ကြိုးစားမယ်ဗျာဇာလင်းမတ်ချက်ဒီမှာတော့တောက်လျှောက်ပဲ super minion wave တွေပြန်တက်လာဖို့တော့ရှိနေဦးမယ်ရင်းစီပါလဲ final blow လေးပါလေးမကြံတော့တဲ့အနေထား mid ကိုကျွန်တော်တို့ပြင်ပြီးတော့ကာရာခဲ့ဆိုနေမယ်လဲ mid ရဲ့ mega turret ကိုတော့ဖက်ကာဖို့တော့အရင်ကြီးတော့မလွယ်တော့ဘူးဗျာ mega 3 lane ပြန်ပြရဖို့လာလာလေးများနေရလီနာ flicker လေးပါလေးနဲ့ပြန်ပြီးတော့ counter သားသေးတယ်ဗျာ Phantom တွေကြားထဲကနေပြီးတော့ mega tower 3 lane เนาะကျွန်တော်ပေးရမယ့်အနေထားနေပြီးတော့ mega tower 3 lane ပဲပေးလိုက်ရတာပါနှလုံးတစ်လုံးလောက်ကာနိုင်မယ်လို့ထင်နေရဗျာเนาะ online mega ပေးရတယ်ဆိုတဲ့ chat ကူကတော့ mega minion ပြီးသွားပြီ blink bladder မှာ before it ဖက်ကလည်း Torres ပေါ်ထပ်ပြီးတော့ပြောင်းခဲ့တဲ့ Nino တော့ strong by damage တွေကြားထဲမှာ EVA real one နဲ့ 2 man 3 man final blow battery fire backline အောက်မှာရင်းနဲ့ကောင် hit မျိုးထပ်ပြီးတော့အဆုံးတဲ့ဘက်က fantasy တောက်ချောက်ဆိုလို့ပါလာခဲ့တဲ့ damage တွေအောက်မှာ alert အနေနဲ့ backline မှာ3ကောင်လုံးပြန်ပြီးတော့ထိန်းထားသေးတယ်ဗျာ immortality ဆက်ရှိနေစေ damage slash တွေအောက်မှာတစ်ဖက်ကလည်းတောက်ချောက်ဆိုလို့ရင်းပြန်ထိန်းခဲ့ရမယ်တောက်ချောက်ပဲ shut down ခဲ့ပြီးတော့ stage ပြန်လည်းပြီးတော့ရရှိထားပါသေးတယ် Hero King နှစ်ကောင်ထိကိုပြန်လည်ပြီးတော့ stage ရရှိလာတဲ့အခြေအနေမျိုးမှာတော့ရှိရဗျာ Now Cup ဒီ 5k over နဲ့ Mega 3 lane ကိုတော့ YG ပြန်လည်ပြီးတော့ defend ဖို့တော့လုံးဝအောင်ပဲဗျာဒီကပေါ်လာခဲ့မဲ့လောမတိုင်ခင်မှာ10မိနစ်အချိန်ရနေပါသေးတယ် Stacy မှာ idea တွေထွက်လာခဲ့မယ်ဆိုလို့ရှိရင်တော့တစ်ဖက်မှာရှိနေခဲ့တဲ့ hero တွေအကုန်လုံးရိုက်ခွဲလို့တော့ရတယ်နောက်မှလည်း Blade နဲ့ Brute Force လေးပါလေးပြန်ပြီးတော့ပါလာပြီ hero နှစ်ကောင်ကြာသွားတဲ့အချိန်မှာ May ရဲ့ first tower ကိုတော့ YG လုံးဝတော့ပြန်ပြီးတော့တက်လာတယ်ဗျာအဲ့ဒီပြင်မှာ Blue Bird တွေပါထပ်ပြီးတော့စားဖို့တော့ရှိနေသေးတယ်တစ်ဖက်မှာရှိနေခဲ့တဲ့ Jazuki retribution ပြန်ပြီးတော့ပေးပါမလားမီတော့မမီတော့ဘူးဗျာကဲဒီမှာလဲကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ပုံမှန်တိုင်းလေးပဲဟန်နဲ့သူရဲ့ဒီ pick call လေးဗာလေးရနောက်ပိုင်း backline သွားတဲ့အပန်းလေးဒီမှာကောင်းတယ်ရင်ကတော့သူ့ရဲ့ပုံမှန်ရင်ဟာရင်ဖြစ်နေစေပဲဆိုတဲ့ chat တစ်ခုကိုတော့ဆက်လက်ပြီးတော့ပြသနေစေပဲပေါ့နော် final blow petrify iPhone N9 နဲ့အောက်မှာတော့ Hejumi ရောတစ်ဖက်ကပါလာခဲ့တဲ့ Alpha ရဲ့ cloud ကိုကောင်းကောင်းကြီးပြန်ပြီးတော့ take down လုပ်ပေးရတယ်ဆိုတဲ့အပန်းလေးတွေတော့ရှိတယ်ဗျာဒီ chat တစ်ခုကတော့အားကောင်းတယ်ဒါမှလည်းပဲနောက်ပိုင်းကဒီ Alpha ရဲ့ cloud မှာ win on nature လေးပါလာခဲ့တယ်ဆိုတဲ့ chat တစ်ခုကတော့ပြန်ပြီးတော့တွေ့ရတယ် conceal နဲ့အတူပဲနောက်တစ်ချိန် AOG ပြန်ကြည့်နေခဲ့တဲ့ character တစ်ခုမှာတော့ stage stay alive ပါပဲတော့ information ရလဲကောင်းတယ်ပြီးတော့ blade အနေနဲ့ one လေးပါလေးပြစ်ထိုးပေးလိုက်တဲ့ပုံစံကြောင့်မလို့ conceal လေးတာပြန်ပြီးတော့ပျောက်သွားတယ်ဗျာနော်ဒီ drop မှာ तू ရှေ့ပါသုံးခဲ့ပြီးသားဒီ drop ကအဲ့လို flanking တအားလုပ်တယ်ဗျာနော်ကျွန်တော် conceal ရမယ့်အနေထားမှာဆိုလို့ရှိရင် Jazuki ကဒီလိုမဟုတ် conceal နဲ့ပြေးလာပြီးတော့ထိုးတဲ့ပိုင်းခြားလေးရှိတယ် flanking တော်တော်လေးလုပ်တယ်အခုလဲ तू ambush တွေတောက်လျှောက်သွားနေတာဆိုတော့ဒါလေးတွေကိုတော့ကျွန်တော်တေချာလေး queue side ဖို့တော့လိုတယ်ဗျာ carry item ထွက်နေခဲ့ပြီး win on nature ပါနေရတော့မှန်တယ်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့ AOG တွေ If real war တွေလိုက်လာမယ်ဆိုလို့ရှိရင်တော့ state နေရနိုင်ငံလေးတော့တိုင်တော့ပတ်သွားနိုင်တယ်ဗျာဒီ law ကတော့ကျွန်တော်ပေးလို့တော့အရင်ကြီးတော့မလွယ်ဘူးဒီ law ပေးရမယ်ဆိုလို့ရှိရင်တော့အနေငယ်လေးကျွန်တော်တို့ဒီ defensive လုပ်ဖို့အတွက်ခက်ခဲသွားနိုင်တယ်ဗျာကဲဒီမှာလဲဆိုတော့ဒီ law ချိန်ဟာတော်လေးကိုမှရန်ကုန် Gladiators အတွက်အရေးပါနေခဲ့တဲ့ဆိုတဲ့ news တွေပဲတစ်ဖက်က Otago Esport အတွက်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ law ကသူတို့ပြန်ပေးရရင်တော့ stage ရဲ့ဒါ Karina အတူပဲ bounce back battle ရအတော်လေးတော့ကြီးမားလာမယ်ဆိုတဲ့အနေထားမျိုးပြန်ပြီးတော့တွေ့ရ fake crash တော့ backline control final blow နဲ့ battery final မှာ3 မှာလည်း blend နောက်က damage တွေကြမှာ Surai Torres ပေါ်နေ backline ထပ်ပေးနေခဲ့ချင်းမှာ Alfie Lina တပြီးတော့အဆုံးသတ်တော့လည်း AOG တောက်လျှောက်ထိန်ခဲ့ damage တွေကြားထဲမှာရင်းတကောင်ပြန်ပြီးတော့အဆုံးသတ်ခဲ့မယ် double kill ပိုင် Alfie မှာ Hejumi 242လေးပြန်ပြီးတော့ down နိုင်တယ်ခန်းတကောင်လာပြီးတော့အဆုံးသတ်ဖို့တော့ကြိုးစားနေခဲ့သေးရဲ့ဗျာ outer range မှာ buy in ဆက်နဲ့လုပ်ဖို့တော့ခံကြိုးစားခဲ့တဲ့ winner crown လေးတွေထပ်ပေးလာခဲ့မယ်ဒီဒီချိန်မှာ killing spree ပိုင် Alfie နဲ့အတူပဲ2-4-3-2ပါထပ်ပြီးတော့ခွင့်ပြုထားပါသေးတယ်နေရောက်တဲ့ defend တော့မယ်အနေထားပြ blade မှာတော့ fake crash ကျန်နေသေးတယ်ဒါပေမဲ့ရင်းစီမှာတော့ကျွန်တော်ဒီချိန်မှာ final blow တော့ရှိမနေတော့ဘူးဗျာ RFC မှာတော့ purify မရှိနေရနေတာပဒဲနဲ့အတူပဲ penalty ရှိနေတဲ့ shot တစ်ခုကဒီလို့ကေးဒီလို့သွားကေးလိုက်တာဒါလင်း AE အတွက်ပို့ပြီးတော့ကောင်းလိမ့်မယ်ဒါပေမဲ့ Rocky ရဲ့ time မှာလည်း Lina တို့ဘာလို့ပြန်ထွက်လာဖို့တော့ရှိနေသေးရဲ့ဗျာကဲ 2v3 မှာတစ်ဖက်ကလည်းရှင် blink နှစ်ယောက်ထဲပဲအကောင်းဆုံး defend ထားနေစေဆိုတဲ့ character တစ်ခုမှာတော့ Otago အနေနဲ့ shot တွက်လို့မရတော့ဘူးဆိုတော့ပြန်ရတယ်ဆိုတဲ့ chat တစ်ခုကျတော့သူတို့ဒါ retribution မရှိဘဲနဲ့တော့ဒီ law Otago အနေနဲ့ကေးဖို့တော့အတော်လေးခက်တယ်ဗျာနောက်မှလည်းဒါ blink ပြန်ပြီးတော့သိနေကြတယ်ဆိုတဲ့ character တစ်ခုမှာတစ်ဖက်က Yazuki ပြန်ရောက်လာရတယ်ပဲ Torres ပေါ်နေပါ simply ပြန်ပြောင်းတဲ့နောက်မှာတော့ဒီ law Otago ဆက်ပြီးတော့သိမ့်ဖိုက်သွားခဲ့ပါပြီတကယ်ပဲ surprise attack တွေဘလိုင်းကနေပြီး control လုပ်ခဲ့တဲ့ဂျာရီကတော့နော်ကျွန်တော် blink အတော်လေးတော့ကောင်းမွန်ခဲ့တယ်ဆိုနေမယ်လေဒီ battle တစ်ခုမှာလည်းနောက်ကိုဘလိုင်းတွေကို alert တို့ပါတော့ပြန်ပြီးတော့ဝင်လာခဲ့တာဗျာဆိုတော့ဒါလေးပြန်ပြီးတော့ကြည့်ရမှာပဲဒီ law ကို defend နိုင်ဖို့တော့လိုတယ်ဗျာဒီ law ကိုကြော်ဖြတ်နိုင်လို့ရှိရင်တော့နောက်ပိုင်း minute တွေမှာ idea အကုန်လုံးစုံသွားလို့ရှိရင်တော့အစင်တော့ပြည်တယ် hydro attacking မှာတော့နော် AOG တွေပါပါဆိုတဲ့အချက်တစ်ခုတော့ရှိတယ်ဒါပေမဲ့ still မှာကူလောင်းလေးတော့လဲနေဗျာ flick ကနော်အဲ့မတိုင်ခင်မှာတော့ still အနေနဲ့နဲလေးပြန်ပြီးတော့ stay play ဘက်ကိုတော့ပို့သွားတော့ပိုကောင်းလိမ့်မယ်ဒီ law ကို defend ဖို့ကတော့အခရာကျတယ် law မတိုင်ခင် law မလာခင်တကောင်လောက်ရအောင်ဖြတ်ကြည့်မလားဆိုရင်လည်းတိတ်တော့မလွယ်သေးဘူးဗျ high ground defender အနေမှာကျွန်တော်အနေနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Eve to Faza လိုမျိုး long range တွေ channel image တွေပါလာမယ်ဆိုရင်တော့ YG နေနဲ့အတော်လေး defend လို့ကောင်းတဲ့အနေအထားမျိုးလို့တော့ပြောရမယ်ပေါ့နော်အခုကျတော့ Zushin ဖြစ်နေတယ်လေကမင်းနဲ့ပန်းချလိုက်မှာ Eve ရဲ့ real manipulation ကိုချုပ်ဖြတ်ပြီးတော့သွားဖို့ကနည်းနည်းခက်ခဲနေကြတဲ့ character တခုမှတော့တိတ်မလွယ်သေးဘူးဗျတစ်ဖက်ကလည်း alert နဲ့ Yazuki တွဲလာတာ momentum လေးပြန်ပြီးတော့ပေးတော့မှလည်း AOG 2 man တော့ပြီးထိခဲ့တဲ့ Torres ပေါ် damage တွေကြားမှာ Nino တစ်ဖက်ကလည်း fist strike ကိုတော့ blink ပြန်ပေးခဲ့မယ် outer range မှာ low ဝင်လာပြီး minion wave တွေတောက်လျှောက်ဆိုသလိုရိုက်ခွဲနေခဲ့တဲ့ damage တွေအောက်မှာ crystal throne ရလဲ low ရဲ့ရိုက်ချက်နဲ့အတူပဲ best of 3 series ရဲ့ game number 1ကတော့ပြီးဆုံးလို့သွားခဲ့တာဖြစ်ပါတယ်ဒီချိန်မှာတော့အထာဒီကိုတင်းနေနေတော့သူတို့လိုချင်နေခဲ့တဲ့နိုင်ပွဲတစ်ခုတော့ရအောင်တော့ယူသွားနိုင်ခဲ့တယ်ဗျာနော်ကျွန်တော်တို့ပွဲစဉ်ကတော့
ဒါ during phase တွေမှာလည်းသူတို့လိုချင်တဲ့ hero တွေကိုရအောင်တော့ယူသွားနိုင်လို့ပဲကျွန်တော်